ဖျားသခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်နော်ဖျားသခင်ရဲ့ခေါ်တဲ့အရာဖျားသခင်ရဲ့ခွဲခန့်ထားတဲ့အရာတွေပေါ့နော်ခေါ်ခြင်းနဲ့ခွဲခန့်ခြင်းဆိုတဲ့ခေါင်းစဉ်လေးနဲ့ကျွန်တော်အနေနဲ့ဒီနေ့သက်သေခံခြင်းအားပေးခြင်းပါတယ်ကျွန်တော်အသက်တာအတွက်ဘုရားကဘလို့ခေါ်ကြလဲဆိုတော့ကျွန်တော်အခြားဘာသာတွေကပါခရစ်ယာန်ဘာသာတွေကပေါ့ယေရှုခရစ်တော်မိမိရဲ့ကယ်တင်ပိုင်ရှင်အသက်သခင်အဖြစ်လက်ခံတဲ့သူအထက်ထဲအောင်မပါပါဘူးကျွန်တော်ရဲ့အသက်တာအတွက်ဘုရားကဘလို့ခေါ်လဲဆိုဒီဓမ္မဒါနစာဆောင်လေးပါတော့ဒီမှာလူဘဝတတန်းဆိုတဲ့ဝေစာလေးကျွန်တော်ရပါတယ်ရတဲ့အချိန်မှာကျွန်တော်တစားပြီအမုံကြီးအောင်စုပ်ပစ်လိုက်တယ်အမုံကြီးအောင်စုပ်ပစ်လိုက်ပြီးတော့အေးငါလာပြီးမှခရိယန်ဘာသာထဲမှာအောက်သွေးမဆောင်နဲ့နော်ငါခရိယန်ဘာသာမဟုတ်ငါအခြားသောဘာသာပြောတယ်ပြောပြီးမှသူရှေ့မှာပဲကျွန်တော်ဒီဝေစာတစားကြီးစုပ်ပြစ်တယ်နောက်ပိုင်းအဲ့ဝေစာလာကန်းတဲ့သူကလည်းယုံကြည်သူပါအမှုတော်တော်မဟုတ်ပါဘူးနောက်တည့်ရက်မှာလာကန်းပါတယ်ကန်းတဲ့ချိန်မှာကျွန်တော်ဒီဝေစာကိုကျွန်တော်မလိုချင်ပါဘူးကျွန်တော်မလိုချင်ဘူးဒီဝေစာသူတို့ဒါခရိယန်ဘာသာထဲမှာတွေးဆောင်နေတယ်ဆိုတာပဲကျွန်တော်ကတွေးတယ်ပြောလဲပြောတယ်နောက်ပိုင်းတော့တငယ်ချင်းကယူထားလိုက်ပါဝေစာလေးအောင်ထိုင်ယူထားလိုက်ပါဆိုပြီးမှကျွန်တော်ယူထားတယ်ယူထားပြီးတော့ကျွန်တော်ရဲ့အိယာအောက်မှာပဲထားတယ်ထားပြီးမှကျွန်တော်အလုပ်သွားတယ်ဗျအလုပ်သွားတဲ့ချိန်မှာကျွန်တော်အတွက်နော်အလုပ်ငန်းလုပ်တယ်လည်းအဆင်မပြေဘူးပြန်လာတဲ့ချိန်အိတ်တဲ့အိတ်လို့လည်းမရအောင်ကျွန်တော်အရန်ကြိုက်တဲ့ကျွန်တော်အရန်ဆွဲမဲ့တဲ့မူရစီဝါသွားပြီးမှနော်တောက်သုံးဖို့ဆိုတော့လည်းကျွန်တော်မှပတ်စံမရှိတဲ့အရာအတွက်ကျွန်တော်စုပ်ပြစ်လိုက်တဲ့ဒီဝေစာလေးကဘာလဲဒီအကြောင်းလေးကျွန်တော်သိချင်တယ်ဒီအကြောင်းလေးဘာလဲတို့တဲ့မှာဘာတရားဘာရေးထားတယ်လဲကျွန်တော်အနေနဲ့ဟိုကလုပ်တယ်နော်အဲ့တော့သိချင်တဲ့အတွက်ဖတ်တဲ့ချိန်မှာကျွန်တော်အသက်တာအတွက်အသက်24နှစ်တည်နော်အသက်24နှစ်တည်ကျွန်တော်မကြားဘူးတဲ့အရာကျွန်တော်မှယုံတာလက်ခံတာပါပဲကျွန်တော်မှခန္ဓာရဲ့စိတ်ရဲ့ပဲလက်ခံတယ်ဘာလက်မခံဘူးလို့ဆိုဝိညာဉ်ဆိုတဲ့အရာကျွန်တော်လက်မခံဘူးကျွန်တော်နားလည်းမလဲဘူးဖတ်လည်းမဖတ်ခဲ့ဘူးကြားလည်းမကြားခဲ့ဘူးเนาะကျွန်တော်လည်းလက်မခံဘူးအဲ့တော့နောက်တစ်ခုကဘာဖတ်ရလဲဆိုဒီစာဆောင်လေးတွေမှာထာဝရဘုရားလူတွေအားလုံးဖန်ဆင်းတဲ့ဘုရားလူတွေအားလုံးကိုချစ်တဲ့ဘုရားလူတွေအားလုံးကိုထာဝရကန့်နဲ့လောင်းတဲ့အပယ်ငရေကနေကယ်တင်ပေးတဲ့ဘုရားဆိုတာကျွန်တော်ဆက်ပြီးတော့ဖတ်ရပါတယ်နောက်တစ်ခုကပြန်ပြီးတော့ဖတ်ရတဲ့လူအားတဲ့ပေပြီးသွားရင်နှလမ်းပဲသွားစရာရှိတယ်ထာဝရငရေနဲ့ထာဝရဘုရားရှိတဲ့အနိုင်ကဒါပဲရှိတယ်ကျွန်တော်အနေနဲ့ဒီဝိဇာလေးကိုစုပ်တဲ့ဝိဇာလေးပါပဲเนาะကျွန်တော်ဖတ်ရင်းနဲ့ကျွန်တော်သိပြီးမှလေးလာခြင်းနဲ့သိခြင်းလေးလာခြင်းနဲ့သိခြင်းနဲ့ရတဲ့ကျွန်တော်ကိုဒီဝေစာလေးလာကန်းနဲ့ကျွန်တော်ရှာတယ်ဗျရှာပြီးမှသူ့ကိုကျွန်တော်ကမေးခြင်းလို့เนาะကျွန်တော်ဒီထဲမှာအရာလေးလာခြင်းသိခြင်းအဲ့တော့ကျွန်တော်ငားတဲ့အိမ်ရဲ့၃အိမ်ရောက်မှာသူတွေ့ပါတယ်တွေ့တဲ့ချိန်မှာကျွန်တော်မေးတယ်ဗျမေးတဲ့ချိန်မှာသူ့အနေနဲ့ကျွန်တော်အသက်တာအတွက်ကျွန်တော်လိုချင်တဲ့အဖြေကိုမရအောင်အဲ့ဒါနေပြီးမှအခြားဘာသာတွေကနေပြီးမှယေရှုခရစ်တော်ကိုယုံကြည်လက်ခံတယ်လို့ရှိလားသူနဲ့ကျွန်တော်တွေ့ကျင်တယ်သူနဲ့ကျွန်တော်တွေ့ကျင်တယ်တွေ့ရင်ကျွန်တော်မသိတဲ့အရာဒီထဲမှာဖတ်ထားတဲ့အရာတွေမေးကျင်တယ်ဆိုပြီးမှကျွန်တော်ကဘာလုပ်လဲဆိုတော့သူ့ကိုမေးတယ်ရှိတယ်ဆိုတာနဲ့ကျွန်တော်ကဘာလုပ်လဲဆိုတော့ယေရှုခရစ်တော်မိမိရဲ့အသက်သခင်ကယ်တင်ပိုင်ရှင်ဖြင့်လက်ခံတဲ့နော်ဆရာတူနဲ့တွေ့ပြီးတဲ့ချိန်မှာကျွန်တော်ဒီဝေစာလေးအကြောင်းလေးကျွန်တော်သိချင်တဲ့အရာကိုသူကကျွန်တော်မမေးဘဲနဲ့သူ့အနေနဲ့ white board သေးသေးလေးနဲ့ကျွန်တော်ရှင်းပြပါတယ်ရှင်းပြခြင်းနဲ့ကျွန်တော်မေးမဲ့မေးခွန်းတွေအားလုံးအဲ့ white board လေးအထဲတွေကနေပြီးရှင်းပြခြင်းနဲ့အကုန်ပါသွားကျွန်တော်နားလည်သွားတယ်ဒါကြောင့်နားလည်သွားတဲ့အချိန်ကနေစပြီးမှဒီဖရားကကျွန်တော်ရှားနေတဲ့ဖရားပါလားကျွန်တော်လိုချင်တဲ့ဖရားပါလားဆိုပြီးမှကျွန်တော်ကဘာလုပ်လဲဆိုတော့သူ့ကိုเนาะကျွန်တော်အနေနဲ့မလုပ်လဲဆိုတော့အခက်ခဲဒုက္ခရောက်တဲ့ချိန်ခေါ်ကြည့်ပါတယ်စမ်းသပ်ကြည့်တယ်เนาะကျွန်တော်ရဲ့အသက်တာအတွက်ပထမတစ်ချိန်ရတဲ့အချိန်မှာတော့ကျွန်တော်တိုက်ဆိုင်တယ်လို့ထင်ခဲ့ပါတယ်နောက်တစ်ချိန်ကျွန်တော်ခေါ်ကြည့်တယ်နောက်တစ်ချိန်လည်းကျွန်တော်အနေနဲ့တိုက်ဆိုင်တယ်လို့ထင်ပါတယ်နောက်ဆုံးတစ်ချိန်ကျွန်တော်ခေါ်ကြည့်ပါတယ်ဒီယေရှုခရစ်တော်ဘုရားက
လူတွေအားလုံးကိုနော်ခရစ်တော်ဘုရားလူတွေအားလုံးဖန်ဆင်းတဲ့ဘုရားလူတွေအားလုံးရဲ့ဝိကျွေးကံကျွေးအမှုတို့ကြီးရှိသမျှအရာအားလုံးလဝါကတိုင်းတိုင်းနော်အသေးခံနဲ့အသွေးသွန်းနဲ့တကြိုချင်းခံ၃ရက်မြောက်သောနေ့မှာတေခြင်းမြစ်စုမှန်ကိုအောင်မြင်တဲ့အရာကလောကီလူသားအားလုံးပဲဖြစ်တယ်ဆိုတဲ့အရာကျွန်တော်ကိုယ်တိုင်ဂါဂနနာတိယုံမကောကျွန်တော်အထဲမှာခံစားရပြီးမှဒီဖရားနဲ့ကျွန်တော်သွားလာတဲ့အချိန်မှာဒီဖရားရဲ့ခေါ်ခြင်းပေါ့ကျွန်တော်ဒီဝေစာလေးနဲ့သူ့ရဲ့မြတ်တာကိုခံစားရအောင်သူအသက်ရှင်တဲ့ကြောင့်သူတတ်နိုင်တဲ့ကြောင့်သူဖန်ဆင်းတဲ့ဖရားဆိုတဲ့အရာဒါလေးနဲ့ကျွန်တော်သိခွင့်ရတယ်သိပြီးတဲ့အချိန်မှာကျွန်တော်အနေနဲ့နော်ခေါ်တဲ့အရာခံစားရပြီးမှသူကျွန်တော်အသက်တာအတွက်ကျွန်တော်အမှုတော်ဆောင်လုပ်ဖို့ကျွန်တော်အထက်ထဲမှာရည်ရွယ်ချက်လည်းမရှိဘူးပန်းနိုင်လည်းမရှိမလုပ်ချင်ဘူးဘာဖြစ်လို့လဲကျွန်တော်ရဲ့အရေးအချင်းနဲ့နော်ကျွန်တော်ရဲ့ညံနဲ့ဘလို့မဖြစ်နိုင်ဘူးဆိုတဲ့အရာတော့ကျွန်တော်မလုပ်ချင်ကျွန်တော်စီးပွားရေးပဲလုပ်ချင်တယ်ဒါပေမဲ့ဖခင်ကတရက်မှာကျွန်တော်ကောရိန္သုပထမစာဆောင်အခန်းကြီးခွန်အငယ်23အပြင်ပြန်ခေါ်ပါတယ်နော်မင်းကငါဖန်ဆင်းတဲ့ဘုရားဖြစ်တယ်မင်းကငါအသက်အသွေးနဲ့ရွေးဝယ်တဲ့ဘုရားဖြစ်တယ်လူဒီမှာနော်ဂျုံမခံနဲ့ငါရဲ့အမှုကိုလုပ်ပါဆိုပြီးတော့ကျွန်တော်အဲ့ဒီဟာလေးနဲ့ခေါ်ချင်းခံရတယ်ခေါ်ချင်းခံရတဲ့အချိန်မှာကျွန်တော်ဘဝအသက်တာအတွက်ဒီအတိုင်းဝိုင်းထဲမှာကျွန်တော်အတိုင်းဝိုင်းထဲမှာလည်းဒါမျိုးမရှိဘူးကျွန်တော်ထဲမှာကျွန်တော်အသက်ဒီလိုမျိုးခေါ်ချင်းကတော့ဘာလို့ရမလဲတော့ဘာလို့ရမလဲအမှုတော်ဆောင်လုပ်ရမယ်ဆိုတဲ့အရာအတွက်ကျွန်တော်အနေနဲ့ဖရားကိုလည်းမေးရင်ကျွန်တော်လှုပ်ဆွမ်းဒီလှုပ်ဆွမ်းရမယ်ဆိုရင်လည်းကျွန်တော်ကိုတော့ကိုတော်ခိုင်းတဲ့အရာကျွန်တော်ကကာကနနာသိကျင်တယ်ဆိုပြီးမှကျွန်တော်ရှာဖွေရင်းတွာလာခြင်းနဲ့နော်တွာလာခြင်းနဲ့တရက်မှာကျွန်တော်ကဘာလို့ကိုရထားတယ်ဒီဖရားရဲ့မြစ်တာဖရားကိုသိခွင့်ရတဲ့ဒီစာဆောင်လေးနဲ့ကျွန်တော်ကဘာလုပ်လဲဆိုတော့နော်လူတွေကိုလိုက်ကမ်းတဲ့အချိန်မှာကျွန်တော်ဒီဝေစာလေးရဖို့ရအတွက်ဒီလိုဝေစာရရှိတဲ့နော်ယုံလေးပေါ့ကျွန်တော်သွားပါတယ်သွားတဲ့ချိန်မှာ90ကျွန်တော်သွားမဲ့ခီးကအယောင်းဝေးပါတယ်ကျွန်တော်သွားမဲ့ခီးကအယောင်းဝေး50လောက်ကဈေးလေးတမနဲ့ကမ်းရုံနဲ့ကုန်ပြီဒါပေမဲ့ကျွန်တော်ဘုရားကိုပြောတယ်ဟာဒီလောက်ခီးဝေးတဲ့အရာနဲ့မဖြစ်ဘူးဒါကြောင့်ကျွန်တော်ဝေစာတွေပါပြင်ဆင်ပေးပါလို့ကျွန်တော်အဲ့လိုမျိုးတောင်းတဲ့အချိန်မှာကျွန်တော်တို့လည်းတော့စရင်ကျွန်တော်အစွမ်းစားနဲ့လည်းမတက်နိုင်တဲ့အရာဘာလို့ဆိုဝေစာနော်တတော်စပြီးမှရိုက်ရတဲ့အခွင့်ကျွန်တော်ရရှိပါတယ်ရိုက်နော်2000နဲ့ခွန်မှာကျွန်တော်စပြီးမှရိုက်ပါတယ်ရိုက်ပြီးမှဒီဝေစာလေးလိုက်ကမ်းတယ်ကမ်းရင်နဲ့ကျွန်တော်ဖရားကဒီခရစ်တော်သက်သေခံရုံစာပြီးနော်စာပြီးဝေစာစာပြီးတာနာနဲ့ကျွန်တော်ခရစ်တော်သက်သေခံရုံဖရားပဲခိုင်းတာပါကျွန်တော်အနေနဲ့ဒါမလုပ်ချင်ဖရားပဲခိုင်းတာကျွန်တော်နေရာဒေတာမှာနော်ဖရားက2009နဲ့ခိုင်းတယ်2012မှာကျွန်တော်ဘာလို့လဲခြံဝင်းနဲ့အိမ်ရပါတယ်ခရစ်တော်သက်သေခံရုံဒါကြောင့်ဒီနေ့ခရစ်တော်သက်သေခံရုံလုပ်တဲ့အရာကကျွန်တော်ဒီဝေစာတာနာလုပ်တဲ့အရာဘယ်လောက်ရှိတော့18နှစ်ရှိပါတယ်ဖရားကမခိုင်းဘူးလားဆိုရင်ဒီလိုမျိုး18နှစ်တိုင်သွားလာဖို့ဆိုတာဘလို့မှမလွယ်ပါဘူးဒါဖရားခိုင်းတဲ့အရာအတွက်ကျွန်တော်မှာနောက်ကနေလဲထောက်ပံ့တဲ့ဒီဝေစာနဲ့ပတ်သက်တဲ့အရာတွေယုံကြည်သူတိုင်းကဒီဝေစာနဲ့ပတ်သက်တဲ့အရာစိတ်ဝင်စားတာသိမရှိပါဘူးစိတ်ဝင်စားတာမရှိဘူးဝေစာနဲ့ပတ်သက်တဲ့အရာတွေဆိုပါဝင်တဲ့သူတွေနည်းပါဒီဝေစာအားဖြင့်ဖရားရဲ့နော်အသက်ရှင်တဲ့ကြောင်းကျွန်တော်အသက်တာအတွက်သိခွင့်ရတဲ့အရာအတွက်ကျွန်တော်အနေနဲ့ဒီဝေစာကိုတန်ဖိုးထားတယ်လူတွေဖရားကိုမသိတဲ့သူတွေလက်ထဲမှာကျွန်တော်ရောက်စေခြင်းတဲ့အတွက်ကျွန်တော်ရဲ့နော်ဖရားပေးတဲ့ကောင်းကြီးတွေကနေဆူပြီးတော့ရိုက်တယ်1000ရိုက်တယ်2000ရိုက်တယ်နော်2000 3000ရိုက်တယ်ရိုက်တဲ့ဖရားရဲ့ကျေးဇူးတော်ကြောင့်ဒီနေ့ဒီချိန်အထိနော်ဒီနေ့ဒီတစ်တိုင်းဆိုတော့3သိန်း4သိန်းအဲ့လိုရိုက်ရတဲ့အခွင့်ပေးတယ်ရိုက်ရတဲ့အခွင့်ပေးရုံမကဘူးကျွန်တော်အနေနဲ့ပြင်ရင်ကတော့ကျွန်တော်ဒေတာခရစ်တော်သက်သေခံရုံကကျွန်တော်ဒေတာမှာပြင်ရင်ကတော့အခုကျေးဇူးတော်ကြောင့်ဖရားကကျွန်တော်ကို2000နဲ့နော်2024ထဲမှာ2024 6လပိုင်း30မှာကျွန်တော်ဖရားကဒီခရစ်တော်ရဲ့သက်သေခံရုံအရာအပြင်သက်သေခံချက်ရိုက်ဖို့ရန်အတွက်ဖရားနိုးစော်တယ်ဒါပေမဲ့ကျွန်တော်အနေနဲ့ဒါတော့နော်ကျွန်တော်ပဲဒါလုပ်နေတဲ့အတွက်ဆွဲလန်းတာလို့ထင်ခဲ့ပါတယ်နောက်ပိုင်းတော့ဖရားကသူခိုင်းတဲ့အရာအတွက်သူအစအရာအားလုံးတောင်းယူပြီးတော့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့ဒီဝေစာကို
ရိုက်လည်းမရိုက်ချင်တော့ဘူးအော်မြန်မာပြည်ပတ်ခဲ့တဲ့အရာလဲဒီဝေစာအားဖြင့်ပတ်ခဲ့တဲ့အရာကျွန်တော်နှစ်ခုနှစ်ရှိပြီနော်ပတ်ခဲ့တာအဲ့တော့သိန်းပေါင်းလဲမနှဲပေါင်းရိုက်တာကျွန်တော်နေနဲ့တော်ပြီဆိုပြီးတော့နေခဲ့တယ်နေရင်းနဲ့ဖယားကဒီဝေစာကဏ္ဍနဲ့ရိုက်ဖို့ရန်အတွက်ကျွန်တော်မိတ်ဆွေတငယ်ချင်းကသူ့အနေနဲ့ခီးတစ်ခုသွားပါတယ်ခီးတစ်ခုသွားတဲ့ချိန်မှာဝေစာကဏ္ဍရိုက်ဖို့ဆိုပြီးမှအလူငွေစုထားတဲ့အရာကျွန်တော်တငယ်ချင်းရဲ့လက်ထဲမှာရောက်လာတယ်သူကလည်းကျွန်တော်ရဲ့စုကျေးဇူးတော့မဟုတ်ဘူးကျွန်တော်ရဲ့တငယ်ချင်းဒီလိုမျိုးတော့နော်ဝေစာစာပေတာနာလုပ်နေတဲ့တငယ်ချင်းတော့ရှိတယ်တကယ်လို့ဘာဖြစ်တယ်ဆိုသူ့လက်ထဲထည့်လိုက်မယ်ဆိုပြီးမှပြောတဲ့ချိန်မှာထည့်လိုက်ပါဆိုတော့ကျွန်တော်အဲ့တို့ယုံကြည်သူဝေစာကဏ္ဍအနေနဲ့စုထားတဲ့အရာကိုကျွန်တော်လက်ထဲရောက်အော်ဝေရဗျအော်ဝေရကျွန်တော်အော်တယ်တော့မဖြစ်တော့ဘူးဖယားကကျွန်တော်ကိုဒီ2000နဲ့နော်2024 6လပိုင်း30မှာဒီခရစ်တော်ရဲ့သက်သေခံယုံကိုသူ့အနေနဲ့ကျွန်တော်တနေရာပြန်လဲပြီးမှလက်ခွဲပေါ့နော်လက်ခွဲပေါ့ပြင်မတော့ကျွန်တော်နေရာဒေသပါနော်လက်ခွဲတော့အခုကချင်ပြည်နယ်မြစ်ကြီးနားမြို့တကြီးရက်ွက်မှာအိမ်နာမ150နော်လမ်း3မှာလမ်းတွေ3မှာနော်ကျွန်တော်တို့အခုဒါပင်ရင်းမပေါ့ဒါဒုတိယလက်ခွဲဖြစ်ပါတယ်ဒါဖရားရဲ့ကျေးဇူးတော်ကြောင့်ဒီ2025ထဲမှာကျွန်တော်6လပိုင်းလေးတွေကနေပြီးမှအစပြုတာဒီနေ့ဆိုရင်တော့အကောင့်ထဲအများကြီးပေါ်နေပါပြီဒါကြောင့်အကောင့်ထဲပေါ်တဲ့အရာအတွက်ဖရားရဲ့ကျေးဇူးတော်လည်းချီးမွမ်းပါတယ်လူတွေမြောက်များစွာလည်းအခုဒီမှာမြစ်ကြီးနားနော်မြစ်ကြီးနားကျွန်တော်မြို့တကြီးရပ်ပွဲဒီအိမ်နာမ153နော်လမ်းတွေ3မှာဒီဒုတိယနော်ဖွင့်လှစ်ခြင်းအပြင်ဒါရုံးပွဲဖွင့်လှစ်ခြင်းအပြင်လူတွေမြောက်များစွာအတွက်ဝေစာတွေတကယ်လုံးတဲ့ယုံကြည်သူတွေလာယူကြတယ်3000 5000 1000သူတို့လိုသလောက်လဲဖခင်ကအခမဲ့ပေးနေအောင်ကျေးဇူးပြုပါတယ်ဒါကြောင့်ဖခင်ခိုင်တဲ့အရာအတွက်ကျွန်တော်လှုပ်ဆောင်ခြင်းအပြင်အောပွေရာတွေပါပဲနမိတ်လက္ခဏာတွေပါပဲဒါကြောင့်ကျွန်တော်အစွမ်းဆိုတာလည်းမပါဘူးဖခင်သူခိုင်းနေတယ်ဆိုတာမျက်ဝါးထွန်းတွေ့ရပါတယ်ဒါကြောင့်ကျွန်တော်အသက်တာအတွက်ဖခင်ခေါ်တဲ့အရာဖခင်ခိုင်းတဲ့အရာလေးနဲ့ဒီနေ့သက်သေခံခြင်းပါတယ်ဒါကြောင့်ကျွန်တော်ဒေတာမှာယုံတစ်ခုပင်ရင်းရှိတယ်လို့ဒီမှာမြစ်ကြီးနားမြို့တကြီးရပ်ပွဲအိမ်နာမနော်လမ်းတွေ3အိမ်နာမ150မှာလည်းဒါဒုတိယခရစ်တော်သက်သေခံယုံဖြစ်ပါတယ်ဒါကတော့ဖခင်ခိုင်းတဲ့အရာပါပဲဖခင်ခိုင်းတဲ့အရာပါပဲဒီယုံလို့ဖို့ရန်အတွက်ကျွန်တော်မှာကကျွန်တော်ရဲ့ sponsor လည်းမရှိဘူးကျွန်တော်ဒီလိုမျိုးလဲလုပ်ဖို့ရန်အတွက်လည်းမကြံစီပါဘူးဒါတွေလုပ်ဖို့ရန်အတွက်အစအရာပေါ့နော်ဒီမှာယုံလို့ဖို့ရန်အတွက်ကျွန်တော်နေရာဒေတာမှာလည်းဒီတခါလဲဘုရားခင်ရဲ့ကျေးဇူးတော်ကြောင့်နော်တခါလဲခွင့်ပြုချက်အမိန့်ကြီးရောအကုန်လုံးရရှိတာဖြစ်ပါတယ်ဒီမှာလည်းခွဲလုပ်ဖို့ဆိုတဲ့အရာလို့ဘုရားကလုပ်ပြီးသွားတာဟာကျွန်တော်အနေနဲ့ဒီຢာတွေဝင်မဖြစ်ဘူးမပင်လည်းမပင်ပါဘူးဘုရားပဲချိတ်ဆက်ပြီးမှလှုပ်ဆောင်ဝင်ရပါတယ်ဒါကြောင့်ချစ်တော်မိတ်ဆွေအတွက်ဒီနေ့တက်တည်ခံခြင်းနဲ့အားပေးခြင်းပါတယ်ကျွန်တော်တို့အသက်တာအတွက်ဘုရားကသူခေါ်တဲ့အရာကကျွန်တော်တို့အသက်တာတွေရည်ရွယ်ချက်ရှိပါတယ်နော်ဘုရားအသက်ရှင်တဲ့ဘုရားရရှိရုံမကောင်းမြေကြီးအပေါ်မှာသူ့ရဲ့ဘုန်းတော်နာမတော်သူ့ရဲ့နိုင်ငံတော်ကျေပြန့်မှုရန်အတွက်ကျွန်တော်တို့ကိုခန့်ထားတဲ့အရာရှိပါတယ်ကိုယ်ခန့်ထားတဲ့အရာကိုသစ္စာရှိနဲ့လှုပ်ဆောင်သွားမယ်ဆိုရင်ဘုရားရဲ့နိုင်ငံကျေပြန့်သလိုမန္တရဲ့နိုင်ငံဆုံးယုတ်ပျက်စီးသလိုလူတွေမြောက်များစွာအတွက်ကောင်းကြီးဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်ဒီနေ့သက်သေခံခြင်းတဲ့အရာကဒါခရစ်တော်သက်သေခံယုံဒါဒုတိယနော်လက်ခွဲယုံလေးဖြစ်ပါတယ်ဘုရားရဲ့ကျေးဇူးတော်ကြောင့်လှုပ်ဆောင်ဝင်ရတာဖြစ်တယ်ဒါကြောင့်ဒီသက်သေခံခြင်းလေးကြားခြင်းအားဖြင့်အရောက်စီတိုင်းဖခင်ရဲ့ဝိညာဉ်တော်ဒီတစုံတစ်ခုတော့အကျိုးကိုတစုံတစ်ခုတော့တို့တည်ခြင်းကိုခံစားရမယ်လို့ကျွန်တော်ယုံကြည်ပါတယ်ဒါကြောင့်ကြားနာတဲ့အရောက်စီတိုင်းအပေါ်မှာလှုပ်ဆောင်ကြံစီတဲ့အမှုရာခတ်သိမ်းဖခင်ရဲ့စကားပြောခြင်းခံစားရရုံမကောင်းဖခင်အမှုတည်ပြုခြင်းခံစားရပါစေလို့ကျွန်တော်အနေနဲ့ညီကုန်းချုပ်ပါတယ်အရောက်စီတိုင်းပေါ်မှာဖခင်တာကြီးကောင်းကြီးပေးပါစေ